စစ်အုပ်စုရဲ့ခေါင်းဆောင်မင်းအောင်လှိုင်ကလူဝဲလက်ပြီးသူ့နေရာမှာသူ့လိုအလားတူလူသက်သမားတူကိုထားခဲ့ပါတယ်ဒီကိစ္စနဲ့ပတ်သက်ပြီးနောက်နိုင်ငံရောက်တဲ့အတိုင်းဝိုင်းနေပြည်တွင်းကစစ်တပ်ကိုလိုလားတဲ့သူတွေကတူလောနဲ့လမ်းကြောင်းပေးနေပါတယ်ငញ្ញရေးဖြစ်စဉ်ကပေါ်လာလိမ့်မယ်စစ်တပ်ကကြိုက်သည်ဖြစ်စေစစ်တပ်အနေနဲ့ဒီလမ်းကြောင်းကိုဖော်ဆောင်ရမယ်လို့ပြောနေတယ်အဲ့တော့ဒီပြောဆိုမှုတွေဒီလိုစောင်းပေးမှုတွေဒီလို lobby လုပ်ပေးမှုတွေအကုန်လုံးကဘယ် line ကိုသွားနေလဲဆိုရင်စစ်တပ်အခြေပြုစစ်တပ်အာဏာအခြေပြုမြန်မာနိုင်ငံတိဆောက်ရေးမှာမြန်မာနိုင်ငံကပြည်သူပြည်သားတွေကျောင်းသားတွေတိုင်းရင်းသားတွေရဲ့ agency လို့ခေါ်တဲ့သူတို့ကိုပိုင်ဆောင်ရွက်နိုင်ခွင့်မရှိဘဲနဲ့စစ်တပ်အလိုကျစစ်တပ်ကခွင့်ပြုမှ NUG နဲ့စစ်တပ်နဲ့ပေါင်းပြီးငញ្ញရုပ်ဖော်ဆောင်မှဗမာပြည်သူပြည်သားတွေအသက်ရှူချောင်းမယ်ဆိုတဲ့အမတမဖောက်ပြန်တဲ့ reformist အတွေ့အခေါ်ပဲဖြစ်တယ်ဒီမှာမေးချင်တဲ့မေးခွန်းတွေကတစ်ချက်ဂျာကင်ဝစ်ထားတဲ့လူသက်သမားအယက်သားဖြစ်လာနိုင်သလားသူစစ်ဝတ်စုံကိုလဲလိုက်တာနဲ့စစ်ရာဇဝတ်ကောင်တူကနေပြီးတော့နောက်တနေ့မှာနိုင်ငံရေးကောင်းဆောင်ဖြစ်လာနိုင်သလားကဘာကြီးက pressure ပေးနေလို့ဖိအားပေးနေလို့သူထွက်ပေါက်ပဲဆိုသူအသက်ရှူပေါက်ချောင်ဖို့အတွက်သူဟာဒီလမ်းကိုရွေးလိုက်ရပါတယ်ဆိုတော့ပြည်သူကလက်ခံနိုင်သလားဒီမေးခွန်းနေမေးရမှာဖြစ်တယ်နေဝင်းသက်ရှင်တဲ့တိမ့်စိန်တို့ဟာစစ်ရင်လူဖန်းကိုချွတ်ပြီးတော့အရက်ွက်လဲခဲ့ကြတယ်ဒါပေမဲ့ပြည်သူပေါ်မှာတက်ဖြတ်တဲ့ညှင်းပက်မှုတွေအကုန်လုံးကတစ်စက်ကလေးမှတစ်နှစ်မှမလျော့ခဲ့ဘူးမင်းအောင်လှိုင်ကအရသားကောင်းဆောင်ဖြစ်လက်ခံမှုတိုက်တွန်းခြင်းဟာမိမိတို့တက်ခဲ့လက်နက်ကိုဖွက်ပေးပြီးတော့နောက်ထပ်ထပ်တက်ဖို့ပြည်သူတွေထပ်ပြီးထကြွလာရင်ထပ်တက်ဖို့အစင်းနဲ့တိမ့်ပြီးတော့စီထက်ပေးတာနဲ့အတူတူပဲဘာမှမထူနံပါတ်1မေကွန်ကျွန်မမေးချင်တဲ့မေကွန်ကစစ်တပ်ရဲ့ရှင်တန်ရေးဟာပြည်သူလူထုတေဆုံရေးဖြစ်နေတယ်ဆိုတာကိုသတိပြုမိရဲ့လားဒါဒီမေကွန်ကနိုင်ငံရေးသမားတွေနိုင်ငံရေးသမားမဟုတ်တဲ့ပြည်သူတွေပါမေးရမှာဖြစ်တယ်လူတက်တဲ့စစ်တပ်တိုင်းပြည်ကိုစစ်ညံ့ကြအောင်ဖျက်ဆီးခဲ့တဲ့စစ်တပ်ပညာရေးချမ်းမာရေးလူမှုရေး infrastructure ဘာမှမရှိဘူးဗမာနိုင်ငံနေကုန်သိက္ခါဆိုဘာမှမရှိတော်လိုင်းအောင်မမလေးမျိုးကကုန်သိက္ခါရှိမယ်ဒီလိုနိုင်ငံမျိုးမှာလူသက်စစ်တပ်ဆက်လက်တည်ရှိနေပြီးနိုင်ငံတကာကကြိုက်လို့တရုတ်ကကြိုက်လို့အမေရိကန်ကကြိုက်လို့ဆိုတော့ line ပေးပြီးတော့လောက်တာအကုန်လုံးကမိမိတို့ရဲ့နောင်လာနောက်သားသမီးတွေရဲ့အနာဂတ်ကိုထပ်မံစတဲ့ဖို့အတွက်သဘောတူလိုက်တာပဲဖြစ်တယ်စစ်တပ်ဟာဆက်လက်တည်ရှိနေရမယ်ဆိုတဲ့စကားစစ်တပ်ရှင်သန်မယ်ဆိုတဲ့စကားဟာအာဏာရှင်တို့ရိုက်သွင်းထားတဲ့အပိုင်းပဲ64နှစ်တာသမိုင်းတစ်လျှောက်လုံးမှာစစ်တပ်ကရှင်သန်မှုတိုင်းဟာပြည်သူလူထုရဲ့ဖိနှိပ်ခံမှုဆင်းရဲမွဲတေမှုနဲ့တွဲမြေကျခဲ့တဲ့မှုပေါ်မှာတိဆောက်ခဲ့တာပဲမဟုတ်ဘူးလားနောက်ထပ်မေးချင်တဲ့မေးခွန်းတစ်ခုကသိန်းဆိုင်ခေပြပြင်ပြောင်းလဲရေးဟာဒီမိုကရေစီလားဒါမှမဟုတ်စစ်တပ်အတွက်အသက်ရှူချောင်းစေတဲ့ထောင်ချောက်လားသူတို့ sanction ထိထားတာတွေကိုလွတ်ဖို့အတွက်လက်ပွားရိုက်ပြီးလုပ်ခဲ့တာမဟုတ်ဘူးလားဒီအတွက်သိန်းစိန်တို့အောင်မင်းတို့ဘာကျေးဇူးတင်စရာရှိလဲတကယ်ငញ្ញရေးဟုတ်လို့လားကဲလို့ငញ្ញရေးလို့လုပ်ခဲ့တယ်လို့ပြောချင်တဲ့လူတွေအတွက်ကလည်းအဲ့ဒီကာလအောင်မြင်မှုတွေကိုပြောစမ်းပါ2010 2015ကာလအမွှန်းတင်နေတဲ့လူတွေကထုတ်ခက်ကတန်ကာတော်တွေကိုမီးစုံပြူတွေနဲ့ခါတဲ့အော်တန်ဃာတော်တွေကိုနှိတ်ခွက်ခဲ့တာတွေကျောင်းသားတွေကိုရိုက်နှက်ခဲ့တာတွေဒေါ်ခင်ဝင်းကိုတတ်ခဲ့တာတွေအလုပ်သမားတွေကလာခါလေးနည်းနည်းပပပို့ရဖို့အတွက်ဟိုဟာဖြစ်တဲ့မှာအလုပ်သမားတွေကိုကောင်းကောင်းပညာပေးခဲ့တာတွေ land reform ပေါ်မြေယာပြုပြင်ရေးဆိုပြီးတော့ဆောင်ရွက်တဲ့အခြေခံ activist တွေအကုန်လုံးစစ်တပ်ကဘယ်လိုညှင်းဆဲခဲ့လဲအဲ့ဒီခေတ်ကစကြဒီမိုကရေစီ hybrid ဆိုတာကြီးနိုင်ငံတကာယင်းနှိမ့်နှံမှုတွေဆွဲဆောင်ဖို့အတွက်စစ်တပ်ကချင်းထည့်ထားတာစစ်တပ်ကသူ့အာဏာကိုပုံမခိုင်းမအောင်လုပ်ခဲ့တယ်တော့အောင်စုကြည့်မဲလေးနိုင်လိုက်တာနဲ့ကိုဘယ်လိုပြန်ဖြစ်သွားလဲမင်းရုံလှက်ကွက်လှုပ်ပလိုက်ပြီးတော့သူထိုက်ထားတဲ့ Trojan horse တွေအောင်မင်းနော်အခုငိမ့်ရဲ့အဖွဲ့နောက်ပြီးတော့နေဝင်းမောင်ရဲ့အုပ်စုတွေနောက် diplomat ဆိုတဲ့အတိုင်းဝိုင်းတွေဗမာပြည်ကိုရောက်လာတဲ့အမေရိကန်တန်ယုံကစားပါအုပ်စုတွေအဲ့ဒီအကောင့်တွေအကုန်လုံးကတော့ဒီအာနာသိမ့်မှုနဲ့ပတ်သက်ပြီးတော့သူတို့ဘာအာမခံပေးခဲ့လဲဒီချိန်တုန်းကဒီစစ်တပ်ကိုအာမခံပေးခဲ့တာသူတို့ပဲပြည်သူတွေလာပါစစ်တပ်ကပြုပြင်ပြောင်းလဲနိုင်ဆိုသူတို့ခေါ်ဆောင်ခဲ့တာဒါပေမဲ့စစ်တပ်ကတခါလက်ဝါးပြန်ရိုက်ပြလိုက်တဲ့အခါမှာသူတို့ဘာအာမခံပေးနေဘယ်သူမှအာမမခံလို့ပြည်သူတွေကခါးစိခံစားရတယ်နောက်မေကွတစ်ခုကငញ្ញရေးဆွဲစကလုံးကိုစစ်တပ်ကအချိန်ဆွဲဖို့နဲ့အားလုံးကိုတွေးခေါ်ဖို့တဲ့အသုံးချနေတာကိုခံကြအောင်မှာမဟုတ်လားအဲ့တော့စစ်တပ်ကကမ်းလှမ်းတဲ့ငញ្ញရေးဆိုတိုင်းကိုတော်လှန်ရေးအင်အားစုတွေကအစိတ်ပေါ်မှာဖြစ်သွားမှာကိုစိတ်ပူလို့ဆိုပြီးတော့သူတို့စစ်တပ်ဘက်ကပြန်လဲလက်နဲ့တက်ဆင်ပြီးတော့ကိုလက်သူတို့လက်နဲ့ကိုလက်နဲ့သူတို့ကကိုပြန်တတ်မဲ့ကိစ္စဟာအချိန်ဝယ်တာပဲဖြစ်တယ်ဆိုတော့တမိုင်းသင်ခန်းစာအနေနဲ့လူတွေကမယူသင့်ဘူးလားတိုက်ပွဲတိုင်းမှာစစ်တပ်အရေးနေနေတဲ့အချိန်တိုင်းမှာဆွေးနွေးဖို့စကားလုံးကိုခင်ဗျားတို့ကြားရလိမ့်မယ်စစ်တပ်ရှုံးတိုင်းဆွေးနွေးပွဲဆိုတာကြားရလိမ့်မယ်နောက်ပြီးတော့ Trump ကအခုချိန်မှာဘေးကျန်နိုင်ချက်ဖြစ်တယ်ဆိုတော့ Trump ကိုအီရန်ပြက်သားပြန်တိုက်လို့ဗျ Trump သဘောကောင်းလို့မဟုတ်ဘူးအဲ့တော့နောက်ဆုံး Trump ဆွေးနွေးရတော့မငြိမ်းချမ်းတော့မယ်ဆိုတာမှန်တာပြောရင်စီအေးရသူ့ pressure ပေးနိုင်လို့ဗမာပြည်မှာစီအေးရမင်းအောင်နိုင်ဖို့ PDF တွေရောနောက်ဆုံး NUG ကသူ့ဟာနဲ့သူပေါ့လေအားနဲ့ချက်ချုပ်ရင်းချက်ပေါ့1000ရှိပြီဆိုတည်တယ်အောင်တိုင်းရင်းသားတပ်တွေရော PDF PLA AA ရှိသမျှတော်လှန်ရေးအဖွဲ့အစည်းအားလုံးဟာစစ်တပ်ကိုအတိုင်းအတာတစ်ခုမကောက်ဘူးအမတန်ကြီးမားတဲ့ pressure ပေးခဲ့တယ်
နော်အခုအရက်သားပြက်ဖြစ်သွားပြီတရုတ်ကကြိုက်လို့အမေရိကန်ကြိုက်လို့ဆိုတော့အလုံးလေးလာမလုံးနဲ့ပြည်သူကမကြိုက်ဘူးပြည်သူကမကြိုက်ဘူးပြည်သူကမကြိုက်တဲ့လူကိုပြည်သူတွေကဖြုတ်ချခွင့်ရှိဒါပေမဲ့တိုင်းပြည်ပျက်စီးနေလို့ကလေးငယ်တွေပညာမသင်ရလို့ဆိုတော့ဒါစင်ကြီးတော်လိုင်းရေးမှန်သမျှအကုန်လုံး9နှစ်နဲ့မပြီးဘူး9နှစ်တဲ့ပိုကြစေခြင်းလို့ပြောတာမဟုတ်ဘူးဒါပေမဲ့တော်လိုင်းရေးမှန်သမျှ9နှစ်တဲ့ပိုကြတယ်ဒီမက290 80တော်လိုင်းရေးလောက်ခဲ့လူတွေတော့အားနာပါအောင်နောက်တစ်ခုကပြည်သူအင်အား people agency ကိုပြည်သူတွေဘက်ကဆောင်ရွက်နိုင်စွမ်းရှိတယ်ပြည်သူတွေကတမိုင်းကိုပုံစံသစ်နဲ့ပြန်ရေးခွင့်ရှိတယ်တမိုင်းကိုပုံစံသစ်နဲ့လှန်ခွင့်ရှိတယ်အကုန်လုံးခွင့်ရှိတယ်မနိုင်သေးတာပဲရှိတယ်မနိုင်တာဘူးဆိုတော့မဖြစ်နိုင်ဘူးเนาะအခုတော့ပြောပေါက်ဆိုပေါက်တွေကဘာနဲ့တူလဲဆိုတော့စစ်တပ်ကခွင့်ပြုမှာ NUG နဲ့စစ်တပ်နဲ့သဘောတရားတွေပေါက်ပြီးတော့ငင်းငင်းကိုဖော်ဆောင်ပြည်သူတွေတက်ရှူချောင်းမယ်ဆိုတဲ့အကွက်တွေတော့လာမလုံးနဲ့လုံးဝလက်မခံဘူးအင်အားကြီးနိုင်ငံတွေရဲ့အလိုကြောက်ကိုအားလုံးကကစားခံကြမှာလားဒီမျိုးကပြန်မေးကြမြန်မာနိုင်ငံရေးကိုတရုတ်သမုံနောက်နိုင်ငံရဲ့စစ်ပရင်ခုံပေါ်ကစစ်တူရင်ခုံပေါ်ကအကျိုးစီးပွားပုံစံမျိုးဖြစ်မြင်ခြင်းအပြင်ပြည်သူပြည်သားတွေကကိုထမင်းကိုစားကိုရင်ရင်းကိုလက်နဲ့တူးတောက်อ่ะပြည်သူလူတွေခုခံတော်လှန်မှုနဲ့ရုန်းကန်နိုင်မှုနဲ့ခန္ဓာရည်ရှုမှုကိုလစ်လျူရှုနေတဲ့ပညာတတ်အခွင့်အရေးသမားတွေစောက်ကျင့်ပဲဖြစ်တယ်အဲ့တော့သူတို့ရဲ့စောက်ကျင့်တွေကိုယုံကြည်စရာအကြောင်းမရှိဘူးဒီတော်လှန်ရေးက9နှစ်တာတိုက်ပွဲမဟုတ်ဘူးဆက်စုနှစ်များစွာကြာမြင့်ခဲ့တဲ့အတွက်ဒါလွတ်မြောက်ရေးတိုက်ပွဲဖြစ်တယ်အဲ့တော့အပေါ်ရန်တည်ငြိမ်မှုလေးကိုအကြောင်းပြုပြီးတော့စစ်တပ်ကလည်းဘေးချက်နံချက်ဖြစ်နေတယ် NUG ကလည်းဘေးချက်နံချက်ဖြစ်နေတယ်အဲ့တော့ဒီဘေးချက်နံချက်တွေအကုန်လုံးကရှောင်ရင်ခင်ဗျားတို့ဆွေးနွေးကြဆိုတော့ line ကိုလုံးဝကန့်ကွက်တယ်ပြောတဲ့လူမှန်သမျှကိုလည်းလုံးဝကန့်ကွက်တယ်ခင်ဗျားတို့အကုန်လုံးအချောင်သမားပဲချက်တော်လှန်ရေးသမားမှန်ရင်လူသက်သမားကိုဗိုလ်ချုပ်လို့မခေါ်ဘူးဗျတော်လူသက်သမားကိုဗိုလ်ချုပ်လို့ခေါ်သူတိုင်းရဲ့တစ္ဆာဖောက်ဖို့ဘယ်တိုင်းတာအထိကျုပ်တို့ကဆက်ပြီးသိခံပါလဲတော်လိုင်းကောင်းဆောင်မိမိကိုမိမိသတ်မှတ်ထားသူတွေကလူတက်ကိုင်းကောင်းဆောင်ကိုဂုံပုတ်တက်ရခေါ်ဝင်နေခြင်းဟာပြည်သူရဲ့သွေးကိုပလင်းထဲမှာထည့်ပြီးတော့တပူကိုပြား20နဲ့ရောင်းစားနေတာနဲ့အတူတူပဲတော်လိုင်းသမားတယောက်ရဲ့တာဝန်ဟာအာဏာရှင်စနစ်နဲ့သူ့ရဲ့ propaganda တွေသူ့ရဲ့ media တွေသူ့ရဲ့physical force လို့ခေါ်တဲ့စစ်တပ်တွေသူ့ရဲ့လက်ယုံအားနှလုံးအားတွေအဲ့ဒါတွေအကုန်လုံးကိုရတဲ့နည်းကနေရတဲ့နေရာကနေထိုးနေနေပေါ်ဖြစ်တယ်အာနာရှင်တွေအတွက်ထပ်ဖောက်အလွယ်ရှာပေးဖို့မိမိကအစင်းသစ်ရှင်တွေဆိုရင်မိမိကိုယ်ကိုမိမိပြပြသားသားဆုံးဖြတ်တော့တမိုင်းဟာလှည့်စားခံရသူတွေအတွက်မဟုတ်ဘဲနဲ့တိုက်နိုင်တဲ့သူတွေတိုက်ရဲသူတွေစဉ်းစားတွေးခေါ်နိုင်သူတွေသင်ခန်းစာယူနိုင်သူတွေရဲ့တမိုင်းဖြစ်စီရမယ်